အခြေခံမေးခွန်းဖြစ်ပါတယ်ကမ္ဘာဖလားဘောလုံးပွဲကိုဘယ်နှစ်တစ်ကြိမ်ကျင်းပလေးရှိပါသလဲအဖြေမှန်ကတော့၄နှစ်တစ်ကြိမ်ဖြစ်ပါတယ်2030ခုနှစ်ကပထမဆုံးသောကမ္ဘာဖလားပြိုင်ပွဲကိုအိမ်ရှင်အဖြစ်လက်ခံကျင်းပခဲ့သည့်နိုင်ငံအမည်မှာအဖြေမှန်ကတော့ဥရုဂွေးနိုင်ငံဖြစ်ပါတယ်ကမ္ဘာဖလားဘောလုံးပြိုင်ပွဲတမိုင်းတစ်လျှောက်ချန်ပီယံဆုအများဆုံးရရှိထားသောနိုင်ငံမှာအဖြေမှန်ကတော့ဘရာဇီးနိုင်ငံဖြစ်ပြီးစုစုပေါင်း၅ကြိမ်ထိရရှိထားပါတယ်ကမ္ဘာဖလားဘောလုံးပြိုင်ပွဲမှာပထမဆုံးချန်ပီယံဆုကိုဆွတ်ခူးနိုင်သောနိုင်ငံအသင်းမှာအဖြေမှန်ကတော့ပထမဆုံးအိမ်ရှင်ဖြစ်တဲ့ဥရုဂွေးနိုင်ငံဖြစ်ပါတယ်ကမ္ဘာဖလားဘောလုံးပြိုင်ပွဲအဆင့်ဆင့်မှာတွင်းကို16ဂိုးနဲ့တမိုင်းတစ်လျှောက်ဂိုးအများဆုံးတွင်းထားသူမှာကလိုဈေးဟာပြိုင်ပွဲ၄ကြိမ်အတွင်းစုစုပေါင်း16ဂိုးတွင်းယူထားပါတယ်ကမ္ဘာဖလားဘောလုံးပြိုင်ပွဲမှာကစားသမားဘဝနဲ့ရောနီးပြဘဝနဲ့ပါချန်ပီယံဆုဆွတ်ခူးနိုင်သူမှာအဖြေမှန်ကတော့ဒီဒီယာတက်ရှွန်ပြင်သစ်ဖြစ်ပါတယ်ကမ္ဘာဖလားဘောလုံးပြိုင်ပွဲတမိုင်းတစ်လျှောက်ချန်ပီယံဆုကို၃ကြိမ်တိုင်ဆွတ်ခူးနိုင်သောကစားသမားအမည်မှာအဖြေမှန်ကတော့ပီလီဘရာဇီးဖြစ်ပါတယ်ကမ္ဘာဖလားဘောလုံးပြိုင်ပွဲသမိုင်းမှာအမြန်ဆုံးတွင်းဂိုးအဖြစ်စံချိန်တင်ထားသောကစားသမားအမည်မှာအဖြေမှန်ကတော့ဟန်ဂါဆူကာတူရကီဖြစ်ပါတယ်နောက်ဆုံးကျင်းပခဲ့သောကမ္ဘာဖလားဘောလုံးပြိုင်ပွဲတွင်ချန်ပီယံဆုဆွတ်ခူးနိုင်ခဲ့သောနိုင်ငံအသင်းမှာအဖြေမှန်ကတော့အာဂျင်တီးနားဖြစ်ပါတယ်ပြီးခဲ့သောကမ္ဘာဖလားဘောလုံးပြိုင်ပွဲ2022ကိုအိမ်ရှင်နိုင်ငံအဖြစ်လက်ခံကျင်းပခဲ့သောနိုင်ငံအမည်မှာအဖြေမှန်ကတော့ကာတာဖြစ်ပါတယ်